ကောင်းမြတ်လှေကားရင်မှာဘာထိုင်လို့လဲ ဘာလို့အောင်မလဲဖေရဲ့ထုံးစံအတိုင်းပဲပေါ့ ဘာလဲအသေးကွဲသွားပြန်ပြီဟုတ်လားဟေ့ဘယ်နှကြိမ်လောက်အသေးကွဲတာလဲ ဘယ်နဲ့ချိန်မှန်းမသိတော့ပါဘူးဖေရဲ့တားထင်တာတော့ငွေရတုအချိန်မြောက်တော့ရှိပြီထင်တာပဲ ဟေ့ကောင်းမြတ်မင်းဝေးလေးလေးဝါလာလာတွေမလုံနေမင်းအသက်မငယ်တော့ဘူးကွာမင်းကွာအလကပေါ်တော်တော်တွေရှောက်လို့ တားဘာလို့အောင်မလဲ မင်းကမိန်းမယူဖို့ပြောနေတာကွာ ဟောဖေရဲ့အခုတော့အသေးကွဲလို့ရီးသားမရှိတော့လို့ငုတ်တုတ်ထိုင်နေတာလေတားဘယ်မိမကိုကောက်ယူရမှာတော့ ဟေ့မင်းအဖြစ်မရှိဘူးဆိုလို့ရှိရင်လည်းငါ့ကိုဝန်ခံလိုက်ငါမင်းအတွက်ရှာပေးမယ် ဟောမလုပ်ပါနဲ့ဖေရဲ့နော်အဖေသားဒီယူပါနဲ့လေမိဘရှာပြီးမှမိမရမယ်ဆိုတော့ရကြမကောင်းပါဘူးကိုပေါ့ကိုပဲရှာမယ်နော်အဖေတို့မြန်ကိုပေါ့ကိုအသေးကွဲတာတော့မှလွတ်လွတ်လပ်လပ်မကွဲရဘူး မင်းမိန်းမယူတာကိုစောင့်နေလို့ရှိရင်ငါဒီလောကထဲမှာအသက်ဆက်ပြီးရှင်มาတော့မဟုတ်တော့ဘူးကွာဘလို့ကောင်လည်းမသိဘူးလကအဖြစ်မရှိတဲ့ကောင် ဘာကြောင့်လဲဘာကြောင့်လဲဟမ်ဘာဖြစ်လို့ငါ့ကိုအကုန်လုံးကထားသွားကြတာလဲငါမဘာချိုရင်းချက်ရှိလို့လဲငါဘာလုံးမိလို့လဲကွာ အေးမင်းဘာမှမလုပ်လို့မင်းကိုထားသွားတာကွာ ကြော်ကြီးမင်းဘာစကားတွေပြောနေရလဲမင်းကွာနှမချင်းကိုချင်းမဆန်တာမင်းရမ်းပြောတာပဲ ဟဲ့မင်းအဝေးတွေလျှောက်တွေးမနေနဲ့ငါပြောတာမိန်းကလေးတွေဆိုတာအနုယူကအလှပေါက်ကိုကြိုက်တယ်အေးမင်းကသူတို့ပေါ်မှာအဲ့လိုမှလုပ်မပြီးမှာတော့မင်းကိုထားသွားပြီပေါ့ကွာ အော်မင်းအဲ့ဒါဆိုလဲရှင်းရှင်းလင်းလင်းပြောလေကွာ ဘာရောက်မိန်းကလေးတွေဆိုတာအချိုကြိုက်တယ်ကွာမင်းသူတို့အချိုကျွေးပေးရတယ် အချိုကျွေးပေးရတာလားဟာအဲ့ဒါဆိုငါတကြားတို့ထင်ချက်တို့ကျွေးရမှာပေါ့ အေးဘောသတို့လေးရှိတယ် အေးပေါ့ ဟာရောက်ဘာလျှောက်ပြောနေရလဲ ဘာလို့တော့ ဟောမင်းကွာဒီမှာငါပြောချင်တာကလေမင်းသူတို့ပုံမှာပြောဆိုဆက်ဆံနေတဲ့နေရာမှာချိုချိုတာတာပြောဆိုဆက်ဆံရတယ်အဲ့တော့ပြောချင်တာ အော်ကျန်းကျန်းတန်းတန်းကိုဆက်ဆံလို့မရဘူးလား ဟိုဒါတော့ငိုရောပေါ့ဗျာ အေးပေါ့ ဟာရောက်မိုင်းလျှောက်ပြောနေလေဟာငါပြောတဲ့ချိုချိုတာတာဆက်ဆံနေဆိုတော့သူတို့ပုံမှာချိုချိုတာတာပြောဆိုဆက်ဆံရတယ်မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံရတယ်အဲ့တော့ပြောချင်တာ အော်တီးကွာနောက်ဆုံးတော့ငါးပေါက်ကဘလို့ပဲဆက်ဆံထားသွားကြတာကြီးပဲ အေးမင်းကိုဘာကြောင့်အဲ့လိုထားသွားကြလဲဆိုတော့မင်းရဲ့နှလုံးသားလမ်းကြောင်းထဲမှာရောင်းစားလို့မရတဲ့ကျွန်းခံနေလို့အခြေအင်းနဲ့ပတ်သက်လာရင်လည်းမင်းကအမြဲတမ်းပဲကန်ဆိုးနေမှာအခက်မသိရင်အခြေအင်းကြောင့်မင်းတက်တော့ရန်ရှာနိုင်နေနော် နှလုံးလန်းကြောင်းမှာကျွန်းခံနေတယ်မိမနဲ့ပတ်သက်လာရင် ကဲတော့ပါတော့ငါတော်တော်စိတ်ရှုပ်လာပြီကွာတော်ပြီကွာငါရီးသားလုံးဝမထားတော့ဘူးငါတကယ်စိတ်ကုန်နေပြီမိန်းမတွေကို အေးရီးသားတစ်ခါမှမထားဘူးကောင်းလေကွာကြည့်နေလိုက်တာအလုံးနဲ့ပြုတ်ကြနေဦးမလား ဩငါလုံးတာလေ ဟိုတီးထွက်ကြလာမှာ ဘာသေးမှမကြောက်ဘူးအေးငါရီးသားမထားတော့ဘူးဆိုတာကလေဟဲ့ဒီအခြေအနေရလေတော့မပြောတတ်ဘူးပေါ့ကွာဟမ် အဲ့ကျတော့ဒီလေးပဲနဲ့တိုက် ချကွာချထိုင်နေကြဆိုင်မဲ့သွားထိုင်မယ်နော်ဟဲ့ဟိုကောင်မလေးကငါတို့ကိုနေ့ကတွေ့တဲ့ကောင်မလေးမလား ဟုတ်တယ်လေဟုတ်တယ် အေးသုံးတော့ကောင်ကဘာလိုက်လို့တာလိုင်းနောက်ရှက်နေတာဖြစ်ခဏနေ